တာတရားကြည့်ကြတာတို့ကြောက်ပါပြည့်တယ်တရားကြည့်ကြတာပေါ့အဲ့ဒီတရားကြည့်တော့မတရားကြည့်ကြရောက်ပါပြီလားရောက်သွားပြီဖဖွားတရားကြည့်တော့လေတရားကြည့်လို့ရှိရင်ရှင်မောက်ကလည်းအလောင်းမှာ तू ကတရားကြည့်ရနဲ့ तू အိမ်လိုက်တာतू ကတရားကြည့်ရနဲ့အိမ်လိုက်တာ तू ကအဲ့ဒီမှာတရားကြည့်တာနဲ့အိမ်မငောင်း तू ကအပြင်းထန်လေ့ကျင့်ပြီးတော့ तू ကခုနှစ်ရက်တပတ်အတွင်း तू ကရဟန္တာဖြစ်သွားအဲ့လိုရှင်တာရီပုတ်လာလောင်းတော့ तू ကတရားကြည့်အိမ်မငိုက်ဘူးဓမ္မဉာဏ်ပညာထက်တော့ဖယားအခုတခုဟောနေရဲ့ဒါအပြင်ဘာလာမယ်ဆိုတော့ तू ကသွေးနေရလေ तू ကပစ္စုပန်မလို့ तू ကအနာဂတ်ကိုသွေးနေရလေအဲ့ဒီဒါနဲ့ပဲမြတ်စွာဘုရားရှင်ကပြောတယ်ပစ္စုပန်ကိုရှုခဏတိုင်းပြောနေရတာသူလည်းအဲ့လိုမျိုးပဲဘုရားပြောတဲ့တိုင်းပစ္စုပန်ကိုရှုပြီးကြည့်တော့ခုနှစ်ရက်တပတ်ထဲတော့မဟုတ်15ရက်ပြီးမှယဟန္တာဖြစ်တယ်15ရက်ပြီးမှယဟန္တာဖြစ်တယ်အဲ့ဒီဟာနဲ့ပဲမြတ်စွာဘုရားရှင်ကနေပြီးတော့ဥပတိတ္တကိုကြတော့ရှင်သာရိပုတ္တရာဘွေမြည်ပေးပြီးတော့လက်ရတော်ယံအဂတဝကရှင်မမဟုတ်ဘူးကိုလိတာကိုကြတော့ရှင်မမောက်ကလန်ဆိုတဲ့ဘွဲပေးပြီးတော့လက်ဝဲတော်ယံအဂတဝကနှစ်ပါးဖြစ်အဲ့ဒီလိုမျိုးရှင်မောက်ကလန်ဟုတ်တယ်လေလက်ရတော်ယံရှင်သာရိပုတ္တရာလက်ဝဲတော်ယံကားရှင်မမောက်ကလန်ဟုတ်ပြီရှင်မမောက်ကလန်ကတော့တကူကြီးတယ်ရှင်သာရိပုတ္တရာကျတော့ဉာဏ်ပညာကြီးမားတယ်ရှင်မောက်ကလန်ကလေ तू ကတကူကိုအမြဲလေ့ကျင့်တာ तू ကတကူကိုအမြဲလေ့ကျင့်တာ तू ကတကူတော့မှလေဟိုမဟုတ်ဘူး तू ကတကူတွေလေ့ကျင့်နေမြတ်စွာဘုရားရှင်နဲ့တောင် तू သိချင်တဲ့တရားတွေမေးလိုက်သေးတယ်ခုကကြတော့ဖုန်းတို့ TV တို့ကြည့်တော့တိချင်တာရှိဖုန်းဆက်မေးလိုက်ပေါ့ပုံလေးကြီးဗီဒီယိုကောလေးခေါ်လိုက်သူလည်းအဲ့ဒီလိုပဲပေါ့သူလည်းမြတ်စွာဘုရားရှင်နဲ့သူနဲ့တရားတွေပါတွေမေးပြန်လုပ်ကြတာပေါ့သူကမေးမြတ်စွာဘုရားရှင်ကဖြေပေါ့သူကမြေလေ့ကျင့်နေကြတာအဲ့ဒီဟာနဲ့ရှင်သာရိပုတ္တရာကြတော့လေ तू ကသူ့ဆရာကို तू ကအရန်လေးစားတာချမ်းလို့ရထဲမှာစင်တော့ဖျားပြီးရင်လက်ရတော့ရသူပဲပေါ့ဒါပေမဲ့ရှင်အတ္တသီးကြောင့် तू ဒီလိုယဟန္တာဘဝမျိုးရောက်ခဲ့တာဆိုတော့ तू ကဆရာကိုမြေးလေးစားတာသူညကျိန်းဆက်တော့မယ်ဆိုရင်လေရှင်အတ္တစီဘယ်မှာရှိလဲဆိုတာစူးစမ်းပြီးတော့ပေါ့ဒီဘက်မေးကြည့်ပြီးတော့ရှင်အတ္တစီရှိတဲ့နေရာကိုကောင်းထားပြီးကျိန်းဆက်တော့မှုပဲအဲ့ဒီလောက်ထိတောင် तू ကသူ့ရဲ့ဆရာကိုလေးစားတာဒါနဲ့ဖဖအောင်မေးခွန်းတစ်ခုမေးအောင်မယ်ရှင်အတ္တစီကကောင်းပြီးမှရှိပြီးတော့မြတ်စွာဘုရားရှင်ကရှင်ကြီးမှရှိရဆိုရင်တော့သူပဲလို့အဲ့မလဲဆိုတော့ဒါပေမဲ့ तू ကသူ့ဆရာကိုလေးစားတဲ့အကြောင်းပြောတာမြတ်စွာဘုရားရှင်ကိုတော့မလေးစားတာမဟုတ်ဘူးတကယ်လို့ဒါရှင်အတ္တသီးနဲ့ဖျားဖြစ်နေတော့ तू ကြားချပြီးအိမ်မှာပေါ့အဲ့ဒါဘုန်းကြီးပြောတဲ့စကားဘွားဘုန်းကြီးကအဲ့ဒါတရားဟောင်းနဲ့ထည့်ပြောတာကိုစဉ်းစားကြည့်တယ်ဘွားဘုန်းကြီးကစဉ်းစားကြည့်တယ်ပြောတာအဖွားကတော့ထည့်ပြောသူအကုန်နားထောင်သိကြစဉ်းစားကြည့်တယ်စဉ်းစားကြည့်တယ်ပေါ့ဘုန်းကြီးကပြောစဉ်းစားကြည့်တယ်ပေါ့ဆိုဆရာတော်အဲ့ဒါသူလည်းပြောဒါတော့ဖျားရှိတဲ့ဘက်ကိုပို့ပြီးတော့လေးစားကြမှာပေါ့အဲ့ဒါတော့မှန်တယ်ပေါ့အဲ့ဒါကြောင့်ပို့အရှင်အတ္တသီးနဲ့မြတ်စွာဘုရားရှင်တော်ဖြစ်နေ तू ကြားချပြီးအိမ်မှာပေါ့အဲ့ဒါလေအဲ့ဒါလည်းဖျားသိနေဖျားဖွင့်တော့မယ်ဘာလို့ဆိုတော့ရတာကိုဒါကသူများကသူလာတာတရားမလို့နေတယ်လို့ပြောလား